ကလေးမလေးကသူ့ဦးလေးရဲ့ကွန်ပျူတာကိုအသာလေးဖွင့်ပြီးကုမ္ပဏီရဲ့နောက်ဆုံးလက်ကျန်ငွေ9 တန်းကိုသုံးပြီး stock share တစ်ခုဝယ်လိုက်ပါတယ်အဲ့ဒီအချိန်မှာသူ့ဦးလေးကကုမ္ပဏီအတွက်အရန်စိုးရိမ်နေတာပါဘာလို့လဲဆိုတော့မကြခင်ကတင်ကုမ္ပဏီရဲ့ဒုတိယဥက္ကဋ္ဌကသူ့ကိုတစ္ဆာဖောက်သွားလို့ကုမ္ပဏီမှာငွေတွေအများကြီးဆုံးရှုံးခဲ့ရပါတယ်အဲ့ဒီအရှုံးကိုအမြန်ဆုံးပြန်မကာမိဘူးဆိုရင်ကုမ္ပဏီကမကြခင်မှာဒေဝါလီခံရတော့မှာပါအခုကုမ္ပဏီအကောင့်ထဲမှာနောက်ဆုံးလက်ကျန်9 တန်းပဲရှိပါတော့တယ်။ဦးလေးဖြစ်သူကအဲ့ဒီငွေတွေကိုကလေးမလေးသုံးလိုက်တာမြင်တော့မျက်နှာတစ်ခုလုံးဖြူရော့သွားပါတယ်။အတော်ဖြစ်သူကလည်းဒါဟာသူတို့ရဲ့တသက်တာစုဆောင်းထားတဲ့နောက်ဆုံးငွေလေးမို့လို့အရန်ထိတ်လန့်သွားပါတယ်။အဖွားနဲ့အမေဖြစ်သူကတော့ကလေးက4 နှစ်ပဲရှိသေးတာ stock share ဘယ်လိုလုပ်အယောင်းဝယ်လုပ်တတ်မှလဲတခုခုကိုမှားနေမိတာနေမှာပါလို့တွေးနေကြပေမဲ့ကလေးမလေးကတော့သူတမင်လုပ်တာလို့ပြောပါတယ်။ဦးလေးဖြစ်သူကကုမ္ပဏီအကောင့်ကိုအမြန်စစ်ကြည့်လိုက်တော့ကလေးမလေးကတကယ်ပဲ9 တန်းဖို့ဝယ်လိုက်တာကိုတွေ့သွားပါတယ်ပြီးတော့အဲ့ဒါကရေနံစိမ်းအနာဂတ်ဈေးကွက်ဖြစ်နေပါတယ်အတွင်းရမှုလည်းလန့်သွားပါတယ်ဘာလို့လဲဆိုတော့ရေနံစိမ်းဈေးကွက်ကအတက်ကျအရန်ကျန်းလို့စီကံမရှိဝယ်တာဟာပတ်စံကိုအလကားလွှင့်ပစ်တယ်လို့ဖြစ်နေလို့ပါဒါကိုမြင်တော့ဦးလေးဖြစ်သူလည်းမျှော်လင့်ချက်တွေအကုန်ပြတ်သွားပြီးအခုလိုဈေးကွက်အခြေအနေနဲ့ဆိုရင်ကုမ္ပဏီကတော့သွားပြီလို့တွေးလိုက်ပါတယ်အတော်ဖြစ်သူကတော့စိတ်သက်တွေကြပြီးအော်ဟစ်ပါတော့တယ်ဒီကလေးကသူ့အမေလိုပဲကံမကောင်းတဲ့ကလေးပဲလို့ပြောပါတယ်အကယ်၍အမေနဲ့သမီးသားသူတို့စီလာမနေခဲ့ရင်မိသားစုကဒီလိုအခြေအနေမျိုးဖြစ်လာမှာမဟုတ်ဘူးလို့ပြောပါတယ်ကလေးမလေးရဲ့အမေလည်းအပြစ်မကင်းတယ်လို့ခံစားရပြီးအဲ့ဒီ9 တန်းကိုပြန်ဆက်ပါမယ်လို့ပြောပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဦးလေးဖြစ်သူကသူ့တူမလေးဟာ leverage အစပေါင်းများစွာမြောက်ပြီးကစားခြင်းကိုအစတရသုံးထားတယ်လို့အော်လိုက်ပါတယ်အဖွားဖြစ်သူကလန့်သွားပြီး leverage ဆိုတာဘာလဲလို့မေးပါတယ်ဦးလေးက leverage ဆိုတာအမျက်ရောအရှုံးပါအစပေါင်းများစွာမြောက်သွားတာလို့ရှင်းပြပါတယ်အစတရသုံးထားတာမို့လို့အရှုံးပေါ်ရင်သူတို့တန်း900ပြန်ပေးရမှာပါအဲ့ဒါကိုကြားတော့တမိသားစုလုံးလဲကြမတက်ဖြစ်သွားကြပါတယ်9 တန်းဆိုတာကတော့ဘလို့ပဲဖြစ်ဖြစ်တက်နိုင်သေးပေမဲ့တန်း900ဆိုရင်တော့သူတို့မှာရှိတဲ့ပိုင်ဆိုင်မှုတွေအကုန်ရောင်းရင်တော့ဆက်နိုင်မှာမဟုတ်ပါဘူးဦးလေးဖြစ်သူကအရှုံးနေတော့အောင်အခုချက်ချင်းပြန်ရောက်မှဖြစ်မယ်လို့ပြောပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲကလေးမလေးကရုံခန်းရဲ့မိခလုတ်စီလျှောက်သွားပြီးမင်းခလုတ်ကိုချလိုက်ပါတယ် stock ကိုပြန်ရောက်တော့မဲ့ဦးလေးကကြောင်သွားပြီးကလေးမလေးကိုမိခလုတ်ပြန်တင်ပေးဖို့ပြပြတလဲတောင်းပန်ပါတယ်အချိန်ကအတော်ပဲလို့ထင်ရတဲ့အချိန်ကြမှာကလေးမလေးကခလုတ်ကိုဖြည်းဖြည်းချင်းပြန်တင်လိုက်ပါတယ်သူကကံကောင်းလို့မြင်မြန်လုံနိုင်တာဈေးတက်မဲ့အစကိုမိသွားပြီးအစောကြီးရောက်လိုက်ရင်အများကြီးရှုံးသွားဒါလိမ့်မယ်လို့ပြောပါတယ်ဦးလေးဖြစ်သူကွန်ပျူတာကိုပြန်ဖွင့်ကြည့်လိုက်တဲ့အခါ stock ဈေးကတကယ်တက်နေတာကိုတွေ့ပြီးနှင်းသက်သွားပါတယ်အားလုံးလည်းစိတ်သက်သာရသွားကြပါတယ်အဖွားဖြစ်သူကဆက်တက်နေရင်ပတ်စံအများကြီးရမှာလားလို့မေးပါတယ်ဒါပေမဲ့ဦးလေးဖြစ်သူကရေနံစိမ်းဈေးကွက်ကအယမ်းမတည်ငြိမ်လို့အခုလိုအရှုံးမရှိတာကိုပဲအံ့ဖွယ်လို့မှတ်ရမယ်လို့ပြောပါတယ်သူကအမျက်ကိုအသေးချာရအောင်ချက်ချင်းပြန်ရောက်မှုပြင်ပါတယ်ဒါပေမဲ့ကလေးမလေးကသူ့ကိုတားပြီးခဏလောက်ထပ်ဆောက်ပါဦးအနည်းဆုံးတန်း900တော့ရနိုင်တယ်လို့ပြောပါတယ်အဲ့ဒါကိုကြားတော့အတော်ဖြစ်သူကချက်ချင်းစိတ်ဆိုးသွားပါတယ်ဒီကလေးကသူတို့ကိုတမင်ဒေဝါလီခံအောင်လုပ်နေတာလို့ပြောပြီးဦးလေးဖြစ်သူကလည်းသူ့ကိုပြုစုဆောင်ရှောက်ခဲ့ရတာအလကားပဲလို့ခံစားလိုက်ရပါတယ်အတော်ဖြစ်သူကအမေနဲ့သမီးကိုဆဲဆိုနေတော့မှပဲ stock ဈေးကရုတ်တရက်ကြီးထပ်ပြီးထိုးတက်သွားပါတယ်哦，暴涨了，陈总，什么暴涨了？